အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ NSC ကင်မရာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်မျှဝေသွားမှာတော့ဒီ keyboard ပေါ်က tab ကိုအသုံးပြုပြီးတော့မှကျွန်တော် CV file ကျွန်တော်ပြောမယ်ဆိုတော့အလုံးလျှောက်လွှာ file လေးတစ်ခုတော့ကျွန်တော်တို့ရေးကြည့်ကြည့်အောင်ပါနော်ဟုတ်ပြီအဲ့တော့ကျွန်တော်အလွယ်ဆုံးနည်းလေးရေးကြည့်အောင်ဆိုတော့ကျွန်တော်ထုံးစံတိုင်းစာရွက်တစ်လေးတောင်းလိုက်မယ် file ထဲကနေမှဒီ blank document ပေါ့နော် တစ်ချက်နဲ့ပြီးတော့ရင်ကျွန်တော်တို့ဒီလက်တွေ့ပုံစံရေးမှာဖြစ်သေးတယ်ကျွန်တော်စာရွက်တွေတောင်းအောင်နော်၄ယောက်တည်းသွားပါsite ကတော့ကျွန်တော်ပုံမှန်တိုင်း A4 နဲ့ပဲထုတ်မှာဖြစ်တဲ့အတွက် A4 စာရွက်ယူမယ်ပြီးတော့ကျွန်တော် margin က 0.5 နဲ့ယူလိုက်မယ်0.5 ပြီးတော့ရင်ကျွန်တော်တို့ရပြီကျန်တာပြင်စားမလို့တော့เนาะအဲဆိုမြန်မာစာရေးမှာဖြစ်တဲ့အတွက်ကျွန်တော်ကြိုက်တဲ့ font နဲ့သုံးပါကျွန်တော်တို့ဒီမှာပြည်တော်စု font size ကတော့7နဲ့ပဲထားလိုက်မယ်ပြီးတော့ကျွန်တော်ရှေ့ဆုံးစာမျက်နှာမှာပါရေးမှာလဲဆိုတော့ကျွန်တော်ဒီကိုကြီးရဆိုရင်ချင်းပေါ့နော်ကိုကြီးရဆိုရင်အချင်းဆိုတဲ့ဟာလေးရေးမှာပါကိုရိုင်းအလုံး6ချင်တာပဲဖြစ်ဖြစ်ပေါ့နော်သူများတောက်ရေးပြရတာပဲဖြစ်ဖြစ်ကျွန်တော်အခုလိုပုံစံနဲ့အလွယ်ရေးလို့ရပါတယ်အခုရေးပြမဲ့နည်းကတော့ကျွန်တော်တို့ကဒီအချက်လက်တွေ information တွေကျွန်တော်တခါတည်းရေးထည့်နေဖြစ်ပါတယ်နော်ဟုတ်ပြီကျွန်တော် number စင်တော့ပြီးမှတက်မယ်ဒါကြောင့်မို့ဒီမှာအမည်ဆိုတဲ့ဟာနေစာရေးမယ်နော်ကျွန်တော်ဒီမှာအလွယ်နည်းတွေပဲပြောသားမှာမလို့ကျွန်တော်ဒီမှာရေးပြသွားသလိုပဲလိုက်ပြီးတော့လုပ်ကြည့်လိုက်ဒါဆိုရင်တော့မခက်ပါဘူးเนาะဟုတ်ပြီအမည်ပြီးတော့ကျွန်တော်တို့ကဒီမှာ pattern လေးသုံးမှာဖြစ်ပါတယ် pattern ကမတွေ့ခင် view တွေကိုသွားပါဒီ ruler ဆိုတဲ့ဟာလေးကိုအမှန်ချစ်တက်ထားပြီးဖို့လိုပါတယ်အဲဆိုကျွန်တော်အဲ့ဒီ pattern ရဲ့ဒီမှာနှစ်လက်မခွဲပေါ့เนาะ 2.5 နားမှာကျွန်တော်တို့ဒီလို dash လေးတစ်ချက်နှိပ်လိုက်မယ်ပေါ်ပါရနော်ဒါဆို keyboard ပေါ်နေကျွန်တော် tab key ကိုနှိပ်ပေးပါနော်ကျွန်တော်ဒီမှာ keyboard ပုံလေးတစ်ချက်ဖွင့်ပြပေးမယ်တော့ tab key ချမတွေ့မှာဆိုလို့နော်ဒီကောင်လေးပြောတာပါနော်ဒီ tab key ကိုသုံးပါဟုတ်ပြီအဲ့ဆိုကျွန်တော် tab ကိုနှိပ်ကြည့်လိုက်ဒီနားတန်းရောက်တယ်ပုံမှန်အဖြစ်လေကျွန်တော်ဒီမှာပြန်ပြောပေးမယ်အခုလိုမျိုး tab မသတ်မှတ်ထားဘူးဆိုတော့အဲ့ဒီ keyboard ပေါ် tab ကတစ်ချက်နှိပ် 0.5 သွားတယ်အဲ့တော့ကျွန်တော်ဒီနှစ်လက်မခွဲရောက်ဖို့ကျွန်တော်9ချက်လောက်နှိပ်နေရတာပေါ့နော်ဒါကြောင့်မို့ကျွန်တော်တစ်ချက်ထဲနဲ့ရောက်သွားအောင်လို့ဒီနှစ်လက်မခွဲပေါ့နော်ကျွန်တော်တက်လေးကိုဒီလိုတတ်မှတ်လိုက်တယ်ဒါဆို keyboard နဲ့ tab ကိုနှိပ်လိုက်ရင်သူနာတန်ပြီးတော့ရောက်ပါတယ်နော်အဲ့မှာကျွန်တော် dash လေးခန်းလိုက်မယ်ပြီးတော့ရင်နောက်ထပ်3လက်မနာမှာတစ်ချက်တက်နေ tab ကိုခုံပြီးတော့မှကိုကြိုက်တဲ့နာမည်လေးဒီမှာရေးထည့်ပေးလိုက်ပါပြီးတော့ enter နဲ့ဆင်းပါဒီအမည်လို့ရေးပြီးကျွန်တော်ဒီဘက်ဒီတစ်ဆက်တည်းရေးပြီးတော့ဒါလေးတွေတတ်မှတ်ပြီးတခြားနေရေးမစင်းသွားပါနဲ့နော်ဟုတ်ပြီအမည်ပြီးတော့ကျွန်တော်ဗာထည့်လိုက်မလဲဆိုရင်ထားပါတော့မှတ်ပုံနေအမှတ်ပေါ့နော်အတူကောက်လေးရေးလိုက်မယ်မှတ်ပုံနေအမှတ် tab dash tabပြီးတော့ကျွန်တော်တို့ဒီမှာဘလောက်ပေါ့နော်ကျွန်တော်ဒီမှာတော့အလွယ်နီးပဲပြောလိုက်တာဖြစ်တဲ့အတွက်စာတွေကတော့အချက်လက်တွေတော့ကိုယ်တိုင်ဖြည့်ပေးရမယ်ပြီးတော့ကျွန်တော်မွေးသက် grade tab keyboard ကနေ tab ပဲနှိပ်ရုံပဲเนาะ dash tab ပြီးမွေးသက် grade ဘလောက်ပေါ့ဒီလိုပုံစံမျိုးအဲ့ဆိုသူနဲ့သက်ဆိုင်နေကျွန်တော်တို့ဗာဒီရေးမလဲဆိုဒီစာတွေအကုန်လုံးလိုက်ပြီးတော့ဖြည့်သွားပေးရမှာဖြစ်ပါတယ်เนาะဟုတ်ပြီကျွန်တော်ဒီမှာစာတွေကတော့အကုန်မရေးပြတော့ဘူးကျွန်တော်ခဏနေဒီဗီဒီယိုရဲ့နောက်ဆုံးမှာရေးပြီးသား file လို့ကျွန်တော်တစ်ချက်လေးပြန်ပြပေးပါမယ်เนาะဟုတ်ပြီအဲ့ဆိုကျွန်တော်ဥပမာအရန်ရှည်တဲ့ဟာလေးရေးကြည့်လိုက်မယ်အရှားတက်ကျွမ်းသည့်ပညာရက်ဆိုပါစို့เนาะပြီးတော့ tab dash လေးခံမယ် tab ဒီလိုလေးရေးတယ်ပေါ့နော်ဟုတ်ပြီပြီးတော့ enter နေမယ်ကျွန်တော်ဒီအောက်မှာဒီကိုထည့်ချင်တဲ့အချက်လက်တွေထည့်လို့ရတယ်နော်ဟုတ်ပြီ tab အဲ့မှာကျွန်တော်ကလေဒီအောက်ဆုံးမှာ tab သွားနေကျွန်တော်အောက်မှာရေးစရာလေးရှိနေတယ်အဲ့ဒီ tab ကသွားနေကျွန်တော်နှစ်လက်မခွဲနာမှာတက်မှတ်ပြီးသားဖြစ်နေတယ် tab ကတစ်ခါနေသူ့နားပဲရောက်မှာအဲ့တော့ကျွန်တော်အခုတစ်ခါက 0.5 မှာရေးချင်လို့ 0.5 နာတက်မှတ်လိုက်တယ်ဒါဆို tab ကိုနှိပ်ကြည့်လိုက်ဒီနားပဲရောက်မယ်နော်သူ့နားနေပဲနှိပ်တာဖြစ်တဲ့ကျန်တဲ့စာတွေမှာတော့ပုံမှန်တိုင်း setting ရှိနေမှာပါဟုတ်ပြီပြီးတော့ရင်ဘာရေးမလဲဆိုကျွန်တော်တို့ဒီဟုတ်ပြီကျွန်တော်အကျဉ်းစာ data ကောင်းမွန်ကြောင်းဆိုတဲ့ဟာလေးရေးမှာပါနော်အကျဉ်းစာ data ကောင်းမွန်ကြောင်းဇာ data ဒါတော့ထည့်လေရမထည့်လေရတယ်နော်ဇာ data ကောင်းမွန်ကြောင်းကျွန်တော်ကိုယ်တိုင်ကျွန်တော်ထားပါနော်ကျွန်တော်အဆုံးထိတော့မရေးပြတော့ဘူးပြီးတော့ကျွန်တော်ဒီမှာလက်မှတ်ထိုးမယ်ကျွန်တော် dash လေးထည့်လိုက်ပါမယ် enter နေပါအခုလိုမြင်းဖြောင်းဖြစ်သွားရင် bus speed နဲ့ပြန်ဖြတ်နော်ကျွန်တော်ပုံမှန်မှာဆိုတော့အဲ့လိုမြင်းဖြောင်းဖြစ်သွားရင်ကျွန်တော်တို့က bus speed လေးနဲ့ပြန်ဖြတ်လိုက်ရပါတယ်နော်ဟုတ်ပြီအကယ်၍မဖြစ်သွားခဲ့ဘူးဆိုရင်လည်းဘာမှမဖြစ်ဘူးဒီတိုင်းပဲအောက်မှာဆက်ရေးလိုက်ပါနော်ဟုတ်ပြီဒီတိုင်းလက်မှတ်ပါဒါလေးဆိုကျွန်တော်ပြီးသွားပါပြီနော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာဒီဥပမာလက်မှတ်ထိုးမဲနေရလဲကျွန်တော်ညာဘက်ကိုကတ်မှာဖြစ်တည်တယ်ကျွန်တော်ဒီမှာ home tab ထဲကနေမှာညာဘက်ကိုကတ်ပေးလိုက်ပါမယ်ညာဘက်ရောက်ပြီနော်ပြီးတော့ကျွန်တော်ဒီကောင်လေး
ဒါလေးကဘာလုံးမှလဲဆိုရင်အလဲဆန်အောင်ညှိမှာအလဲညှိပြီးတော့ဘာနှိမ့်မလဲဆိုဘိုးလေးထပ်ပေးလိုက်မယ် font size လေးကြီးလိုက်ပါမယ်ဒါကခေါင်းစဉ်မလို့ပါနော်ပြီးတော့ဘာလုံးမှလဲဆိုဒီကောင်လေးရဲ့ရှေ့မှာ number စင်လေးတက်ကြည့်အောင် select မှတ်ပြီးတော့ရင်ကျွန်တော်တို့ကဒီမှာ numbering ထဲကနေမှာကျွန်တော်1 2 3ဒီမှာတက်လိုက်ရပြီနော်အကယ်ကျွန်တော်အခုလိုမျိုး1 2 3လေးပေါ်မလာခဲ့ဘူးဆိုရင်လေဘယ်လိုတက်ရမလဲဆိုတော့ရှေ့မှာတော့ကျွန်တော်ပြောဘူးပါရယ်နော်ဒီနေ့လေးdefine new number format ထဲဝင်မှာပြီးတော့ဒီ font ထဲမှာကျွန်တော်တို့ပြည်ထောင်စု number ဆိုတဲ့ font လေးချပေးပါနော်ရိုးပြည်ထောင်စုမရအောင်နော်ပြည်ထောင်စု number ဆိုတဲ့ font ဒီလိုနှစ်ခုပေါ်ရင်အပေါ်တစ်ခုမှချပေးနော်အဲဆိုကျွန်တော်ဒီနားလေးမှာသွားပြည်ထောင်စု number လို့ချလိုက်ရင်1လို့တူပြောင်းသွားပါလိမ့်မယ်နော်ဟုတ်ပြီအဲ့တော့သူကဘာပြဿနာဖြစ်လဲဆိုတော့ numbering တွေတက်လာရင်စာကြောင်းနဲ့တစ်ကြောင်းနဲ့တစ်ကြောင်းကတ်သွားတယ်ဒါကြောင့်မို့ဒီမှာ 1.5 line လောက်လေးပြန် share ပေးလိုက်နော် line spacing နဲ့မှာပြန် share မယ်paragraph group ထဲရပါနော်ပြီးတော့ဒီမှာနောက်ပြဿနာပါလဲဆိုတော့ကျွန်တော်ခဏတတ်မှတ်ထားတဲ့အတိုင်းအခုလိုစာကြောင်းရှည်တွေပါလာခဲ့တယ်ဆိုရင်ဒီကောင်လေးကမဆန့်တော့ပဲကြော်သွားတတ်တယ်ဘာကြောင့်လဲဆိုတော့ numbering တက်လိုက်တော့အဲ့တော့သူ select ပြန်မှတ်ပြီးကျွန်တော်ဒီ4000တုံးလေးကနေပြီးတော့မှရွှေ့ပေးလိုက်ပါနော်ဒီနည်းလေးလည်းကျွန်တော်ရှေ့မှာတော့တင်ခဲ့ပြီးသားတွေပါနော်ဟုတ်ပြီနမူနာလေးလည်းကျွန်တော်ပြောခဲ့ပြီးပါတယ်ဟုတ်ပြီဆိုတော့ကျွန်တော်ဒီမတီးသေးတဲ့လူတွေတော့ကျွန်တော်ဒီအကောင့်လေးထဲမှာပြန်ပြီးတော့ပြန်ရှာပြီးတော့မှဒီပြန်လေးလာပြီးပါเนาะဒါဆိုရင်တော့ကျွန်တော်ဒီအခုကျွန်တော်ပြောတဲ့ဟာလေးတွေကတဆင့်ချင်းစီကျွန်တော်ပြတဲ့အတိုင်းလိုက်လို့သွားမယ်ဆိုတော့လွယ်လေးပါပဲเนาะဟုတ်ပြီကျွန်တော်ဒီမှာဘာကြံသေးလဲဆိုတော့ဓာတ်ပုံကတ်မဲ့နေရာလေးကြံသေးတယ် insert ထဲကနေမှ shape ထဲဝင်မှာ rectangle shape လေးယူဖြည့်ဆွဲလိုက်မယ်ပြီးတော့ size သတ်မှတ်ပါမယ် size ကဘယ်လောက်သတ်မှတ်မလဲဆိုကျွန်တော်ဒီပုံမှန်ဆိုရင်တလက်မပတ်လေလို့သတ်မှတ်လို့ရတယ်ကျွန်တော်အခုကျတော့ဒီ passport size နဲ့ကွက်တိဖြစ်သွားအောင်လို့အမြင့်ဝါ 1.3 width ကိုကကျွန်တော်တို့ 1.1 လောက်ထားပေးလိုက်ပါနော်ဟုတ်ပြီအခုလိုပုံစံနဲ့လိုချင်တာတော့မဟုတ်ဘူးကျွန်တော်တို့ကဒီမှာ design နဲ့သွားဒီ design လေးနဲ့လိုမယ်ပြီးတော့ရင်ကျွန်တော် outline ထဲမှာအခုလိုမျိုး dash လေးနဲ့ထည့်လိုက်မယ်နော်ကျွန်တော်ဒါ shape outline เนาะဒီကောင်လေးနော်သူထဲမှာ dash လေးယူတယ်ပြီးတော့ကျွန်တော်အဲ့ဒီဓာတ်ပုံဆိုတဲ့စာလေးသွားပြီးတော့ရေးထည့်လိုက်ရပါတယ်ဒါလေးဆိုပြီးသွားပါပြီနော်ဟုတ်ပြီအဲ့တော့ဒီနီးကကျွန်တော်ရေးတဲ့နေရာ2မျိုးရှိတယ်အခုနေရာကျတော့ဘယ်လိုလဲဆိုကျွန်တော်ကဒီရေးရမယ့် information အချက်လက်တွေကျွန်တော်တို့ကရှိပြီးသားဆိုဒီလိုပုံစံနဲ့ရေးစင်းသွားလို့ရတယ်ကျွန်တော်နောက်ထပ်ရေးနည်းတစ်ခုတော့ရှိတယ်ဒီရေးရမယ့်နေရာပေါ့နော်အခုလို information တွေဖြည့်ရမယ့်နေရာမှာကျွန်တော်တို့ကဒီအောက်က dash လေးပုံစံလေးတွေကျွန်တော်ထည့်လိုက်တယ်နီးဒါလေးကိုကျွန်တော်now video file မှာပဲကျွန်တော်အဲ့ဒီနည်းလေးပြန်ပြောလိုက်မယ်အခုကတော့ဒီပုံစံလေးလိုက်ပြီးတော့လုပ်ကြည့်ပါနော်ကျွန်တော်ဒီဘက်မှာနမူနာ file လေးရေးထားတာရှိတယ်ဒီမှာဘာစာတွေရက်မြန်မသိတဲ့လူတွေကျွန်တော်ဒီမှာနမူနာ file လေးထည့်ထားပေးပါတယ်နော်ဒီ file လေးပါကျွန်တော် font size လေးဒါလေးတော့ကြည့်ဖို့လိုရယ်နော်ဓာတ်ပုံကတ်မဲ့နေရာလေးပါတယ် insert ထဲကနေ shape ထဲဝင်မှာကျွန်တော်ဒီ video file ထဲမှာဘာကြောင့်တစ်ခါတည်းမရေးပြတာလဲဆိုရင်အရင်ရှိသွားမှာဆိုလို့ပါနော်ဟုတ်ပြီ height အမြင့်က 1.3 နဲ့ width က 1.1 ပြီးတော့ style ကိုဒီထက်ကဒီ style လေးယူပါ outline ထဲကနေ dash လေးထဲမှာ dash လေးထဲပါနော်ပြီးတော့ကျွန်တော်ဓာတ်ပုံလေးရေးထည့်လိုက်ရပါပြီဟုတ်ပြီဒါဆို like လုပ်ကြည့်ပါနော်လွယ်လေးပါဒီပုံစံနဲ့လေးကျွန်တော်ပုံမှန်နဲ့လေးလိုက်ပြီးတော့မှ like ထည့်သွားပြီကျွန်တော်မရတာရှင်နားမလို့ဆိုကျွန်တော်ဒီ comment မှာမေးထားတဲ့စာရင်လေ comment မှာမေးတော့လည်းရတယ်တခါကျရင်ကျွန်တော်မစာတွေမဖတ်မိမှာဆိုလို့ဒီ chat box မှာတိုက်ရိုက်လေးလာမေးပေးပါနော်ကိုတခြားသိချင်တာရှိရင်ကျွန်တော် chat box မှာပဲတိုက်ရိုက်လာပြီးတော့လာမေးပေးပါနော်အဲဆိုဒီစာလေးကျွန်တော်လိုက်ရေးကြည့်ပါအားလုံးအဆင်ပြေမယ်လို့လည်းထင်ပါတယ်အဆင်ပြေကြပါစေခင်ဗျာ